မင်္ဂလာပါများ Football Center Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Subscribe မလုပ်ရလေးတော့ Subscribe လေးလုပ်ပေးသွားကြကြခင်ဗျဒီနေ့မှာတော့အာဂျင်တီးနား2ဂိုးအင်္ဂလန်1ဂိုးနဲ့2026ကမ္ဘာ့ဖလားဆီမီဖိုင်နယ်ပွဲစဉ်ကတော့ပြီးဆုံးသွားပါပြီအင်္ဂလန်အသင်းကတော့အန်တိုနီဂေါ်ဒွန်ရဲ့ဒုတိယပိုင်းသွင်းဂိုးတွေကြောင့်ပွဲပြီးကန်ဒီထိဦးဆောင်နိုင်ခဲ့တဲ့အတွက်9မိနစ်အတွင်းမှာအာဂျင်တီးနားရဲ့ခံဘက်အနိုင်ယူမှုကိုခံခဲ့ရပါတယ်ပွဲချိန်85မိနစ်မှာတော့အန်ဇိုဖာနန်ဒက်ကခြေပါကိုသွင်းယူခဲ့ပြီးတော့အချိန်ပို2မိနစ်မှာတော့လော်တာရိုမာတီနက်စ်ကအနိုင်ဂိုးကိုခေါင်းတိုက်သွင်းခဲ့ပြီးတော့လက်ရှိချန်ပီယံအာဂျင်တီးနားကိုဗိုလ်လူပွဲကိုပို့ဆောင်ပေးခဲ့ပါတယ်။ဒါကြောင့်နီးပြတူချာရဲ့ခံစစ်လူစားလဲမှုတွေကြောင့်အင်္ဂလန်အသင်းကအဝေးရောက်သွားခြင်းဖြစ်တယ်လို့လည်းဝေဖန်နေကြပါတယ်။ပွဲပြီးမှာတော့အင်္ဂလန်အသင်းကောင်းဆောင်ဟာရီကိန်းကသူတို့ရဲ့ပွဲချင်းပန်းကုံကိုဝေဖန်ခဲ့ပြီးတော့ကျွန်တော်တို့ဂိုးနဲ့ဦးဆောင်ပေးရတဲ့ရလက်ကိုပဲထိန်းထားဖို့ကြိုးစားခဲ့ကြတယ်။ဒီလိုအစင်တန်းမျိုးမှာအဲ့ဒါကမလုံလောက်ပါဘူး။ဒါကြောင့်တကယ်ပဲစိတ်ပြတ်မိပါတယ်လို့ပြောကြားခဲ့ပါတယ်။ဝေဖန်ဓမ္မဖြစ်တဲ့ပေါမာစင်ကလည်းအရင်နီးပြစောက်ကိန်းနဲ့နှိုင်းယှဉ်ပြီးတော့ဂါရက်စောက်ကိန်းကခံစစ်ပိတ်ကစားလို့ဝေဖန်ခံခဲ့ရပြီးတော့အခုတူဟဲကလည်းဂါရက်ဆောက်ခိတ်လိုပဲလာလို့ပြန်တယ်ကျွန်တော်တကယ်ပဲပြောစရာစကားမရှိတော့ပါဘူးလို့တကောင်းရဲ့မျိုးထုတ်ပေါ်ပြောကြားခဲ့ပါတယ်ဒါပေမဲ့လည်းနီးပြတူဟဲကသူ့ရဲ့ဆုံးဖြတ်ချက်ပေါ်နောင်တမရကြောင်းနဲ့ယူ2028ထိအင်္ဂလန်အသင်းကိုဆက်လက်ကန်နေသွားမယ်လို့အတည်ပြုခဲ့ပါတယ်အာဂျင်တီးနားအသင်းကဗိုလ်လူပွဲမှာစပိန်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီးတော့အင်္ဂလန်ကတတိယနေရာလူပွဲမှာပြင်သစ်အသင်းနဲ့ရှင်မြန်ကစားမှာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော့အာဂျင်တီးနားရဲ့နောက်ခံလူဖြစ်တဲ့ရိုမဲရိုကသူတို့ဘောဝေဖန်မှုနဲ့ပတ်သက်ပြီးတော့ဂရီနဗီယာလူမိုက်လို့တုံ့ပြန်လိုက်တဲ့သတင်းမှာအာဂျင်တီးနားနောက်ခံလူခရစ်စတန်ရိုမဲရိုကသူနဲ့လီဆန်ဒရိုမာတီနက်တို့ရဲ့ဗဟိုခံစစ်အတွဲကိုဝေဖန်ခဲ့တဲ့ဂရီနဗီယာလူမိုက်လို့ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်ပါတယ်အင်္ဂလန်အသင်းကို2ဂိုး1ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ကမ္ဘာ့ဖလားဆီမီဖိုင်နယ်ပွဲစဉ်မတိုင်မီမှာအန်ယူရဲ့နောက်ခံလူဟောင်းဖြစ်တဲ့နဗီကရိုမဲရိုနဲ့မာတီနက်စ်အတွဲကိုကမ္ဘာပေါ်မှာအကောင်းဆုံးနဲ့အဆိုးဆုံးဗဟိုခံစစ်အတွဲလို့သုံးသပ်ဝေဖန်ခဲ့ပါတယ်သူတို့ရဲ့အတွဲကပွဲတိုင်းလိုလိုဂိုးပေးရတတ်ပြီးကောင်းလွန်ရမှာရေစရာဖြစ်တဲ့အထိခြေစမ်းတက်ကြရှိတဲ့ကြောင်းနဗီကဆိုခဲ့ခြင်းဖြစ်ပါတယ်အထက်ပါဝေဖန်မှုပေါ်တော့တော်တင်နောက်ခံလူရိုမဲရိုကဒေါ်လာတကြီးနဲ့အခုလိုတုံ့ပြန်ခဲ့ပါတယ်ကျွန်တော်မျှော်လင့်တာတစ်ခုကတော့ကျွန်တော်ကစားသမားဘဝအနားယူတဲ့အခါအဲ့လောက်ထိမိုင်မဲတဲ့လူတယောက်မဖြစ်ဖို့ပါပဲဘယ်ကစားသမားဘ누구ကမှမဝေဖန်မိမို့လဲမျှော်လင့်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကနိုင်ငံအသင်းတော့အကောင်းဆုံးစူးစမ်းနေကြပါလို့တုံ့ပြန်သွားပါတယ်ဒါအပြင်မယ်နောက်ခံလူလီဆန်မာတီနက်စ်ကလည်းလူတွေကကျွန်တော်တို့အကြောင်းအမြဲပြောနေကြတာကိုကျင်သားရနေပါပြီသူတို့အဲ့လိုပြောရတာတော့သဘောကျပုံရပါတယ်ကျွန်တော်တို့ကတော့ကွင်းထဲမှာပဲခြေစွမ်းနဲ့ပြက်ပြက်သားသားပြန်လဲတုံ့ပြန်သွားမှာပါလို့ပြောကြားခဲ့ပါတယ်ဝေဖန်မှုတွေရှိနေတော့လဲသူတို့ရဲ့ခံစစ်အတွဲကတော့ဆီမီဖိုင်နယ်မှာအင်္ဂလန်အသင်းကိုဂိုးပေါက်တဲ့ကံနဲ့2ကြိမ်နောက်ခွင့်ပြုခဲ့ပြီးတော့အာဂျင်တီးနားအသင်းကနောက်တစ်ကြိမ်ကမ္ဘာ့ဖလားဗိုလ်လူပွဲကိုတက်လှမ်းနိုင်အောင်လို့စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်နောက်ထပ်အပြောင်းရွှေ့သတင်းတစ်ပုဒ်အနေနဲ့တော့အာဆင်နယ်အသင်းရဲ့ Trossard ကဘက်စစ်တက်အသင်းကိုပြောင်းရွှေ့ပြီးတော့သူ့ရဲ့နေရာအတွက်ဇိုလစ်ကိုအာဆင်နယ်ကပြစ်မှတ်ထားနေတဲ့အကြောင်းမှာအာဆင်နယ်တိုက်စစ်မှုလီဆန်ဒရိုထရော့ဆာက20ကလပ်ဘက်စစ်တက်ကိုပြောင်းရွှေ့ခြင်းယူ18တန်းပေါင်15.3 တန်းနဲ့3နှစ်စာချုပ်ချုပ်ဆိုပြီးတော့ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်အသက်32နှစ်အရွယ်ရှိတဲ့ဘယ်ဂျီယန်တိုက်စစ်မှုကတော့ပြီးခဲ့တဲ့ရာသီကအာဆင်နယ်အသင်းပရီးမီးယားလိဖလားရရှိအောင်ကူညီပေးခဲ့ပြီးတော့ပွဲပေါင်း184ပွဲမှာ36ဂိုးသွင်းပေးခဲ့သူဖြစ်ပါတယ်ထရော့ဆာတက်ခွာသွားပြီးတဲ့နောက်အာဆင်နယ်အသင်းကသူ့ရဲ့နေရာမှာအစားထိုးဖို့အတွက်ကလပ်ဘရူရဲ့တိုက်စစ်မှုခရစ်စတိုဇိုလစ်ကိုခေါ်ပြီးခြေလမ်းပြင်ဆင်နေပါတယ်သက်24နှစ်ရဲ့ Greek လက်ရွေးစင်တိုက်စစ်မှုတဲ့ပြောင်းရွှေ့ခြင်းပေါင်30ဝန်းကျင်ရှိနိုင်ပြီးတော့အာဆင်နယ်ဘက်ကကမ်းလှမ်းမှုပြုလုပ်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။အာဆင်နယ်အသင်းကဇိုးလေးပြင်တခြားထိပ်တန်းတိုက်စစ်မှုတွေကိုခေါ်ယူဖို့လည်းပြစ်မှတ်ထားနေစေဖြစ်ပါတယ်။နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့အာဂျင်တီးနားရဲ့အနိုင်ဂိုးမတိုင်မီမက်ဆီရဲ့ဖောင်းကိုလီလူရှုခဲ့တယ်လို့အင်္ဂလန်ပရိသတ်တွေဒေါ်လာထွက်နေခဲ့တဲ့သတင်းမှာကမ္ဘာ့ဖလားဆီမီဖိုင်နယ်မှာအာဂျင်တီးနားနဲ့တွင်းယူသွားတဲ့အနိုင်ဂိုးကတော့VAR ရဲ့လီလူရှုမကြောင့်တရားဝင်ဂိုးဖြစ်သွားခဲ့ရခြင်းဖြစ်ပြီးတော့အမှန်တကယ်မှာပယ်ဖျက်ပေးရနိုင်မယ်ဖြစ်တဲ့အကြောင်းကိုအင်္ဂလန်ပရိသတ်တွေကအခိုင်အမာယုံကြည်နေပါတယ်။ပွဲပြီးမှာတော့ပရိသတ်များပြားလူမှုကွန်ရက်တွေပေါ်မှာဗီဒီယိုပြန်လည်ပြသချက်တွေကိုထောက်ပြခဲ့ကြပါတယ်။လော်တာရိုမာတီနက်စ်ရဲ့ဂိုးမသွင်းမီမှာအနိုင်ဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့လီယိုနယ်မက်ဆီကဘောလုံးလူဖို့ကြိုးစားနေမှာပဲအင်္ဂလန်နောက်ခံလူဂျေ့စ်ပန့်ကိုခြေထောက်ကိုမတော်ဆတက်မိခဲ့တယ်လို့တွေ့ရှိရပါတယ်။ဒါကြောင့် FPL နဲ့ပတ်သက်ပြီးတော့အင်္ဂလန်ပရိသတ်တွေကလူမှုကွန်ရက်မှာအခုလိုတွေရေးသားဝေဖန်နေကြပါတယ်။မာတီနက်စ်ဂိုးမသွင်းခင်မက်ဆီကစပန်ကိုနင်းခဲ့တာလေအာဂျင်တီးနားတွေနစ်နာမဲ့အကွက်တွေကြားမှာ VAR ကဘာလို့အလုပ်လုပ်တာလဲနောက်ထပ်ပရိသတ်တွေကလည်းဒါကဘာလို့ဖောင်းကျူးလို့မှုဖြစ်အဆုံးဖြတ်မပေးခဲ့တာလဲဆိုတာတကယ်ကိုစဉ်းစားမရဘူးလို့မကြင်မနဲ့ရေးသားခဲ့ပါတယ်အထက်ပါအခြေအနေက50-50အခြေအနေဖြစ်ပြီးတော့စပန်အနေနဲ့လဲကျမသွားတဲ့မက်ဆီကိုဆက်လက်ပိတ်ဆို့ဖို့ကြိုးပမ်းခဲ့တော့လဲမက်ဆီကဖျက်တင်မောပေးဖို့နိုင်ခဲ့ပြီးတော့မာတီနက်စ်ကခေါင်းတိုက်အဆုံးသက်ကနိုင်ကိုသွင်းသွားခဲ့ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါသင်ဆက်တာအတန်းခဲ့တဲ့ဆိုရင်တော့ like and share နဲ့ subscribe လေးလုပ်တော့ပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ